နေရာကိုရောက်နေတဲ့အခါမှာဒီဟာလေးကိုတွားပြီးတော့သတိရတယ်ဆိုတော့ J Fire ရဲ့အနုပညာရွှေမြို့တော်တခြင်းတွေကစကားလေးတစ်ခွန်းကိုကျွန်တော်တွားပြီးသတိရပါတယ်အဲဒီစကားလေးတစ်ခွန်းကပါလဲဆိုတော့မန်လေးတောင်ထိပ်ကိုရောက်ရင်အောက်ကလူတွေကိုပြန်ကြည့်ရမယ်ဆိုတဲ့စကားလေးပဲဖြစ်ပါတယ်အဲ့တော့အခုကျွန်တော်ရောက်ရှိနေတာကတော့မန်လေးတောင်ထိပ်ကိုရောက်ရှိနေတာမဟုတ်ပါဘူးမင်းပြမြို့ရဲ့ကျင်းတောင်တနေရာကိုကျွန်တော်ရောက်ရှိနေတာဖြစ်ပါတယ်အဲ့တော့ဆိုတော့ J Fire ရဲ့တခြင်းတွေကလိုပဲတောင်ပေါ်ကိုရောက်တဲ့အခါကိုကတောင်အောက်ကလူတွေကိုပြန်ကြည့်ဖို့လိုအပ်ပါတယ်အဲ့တော့ကိုကတောင်ပေါ်ကိုတက်လာတဲ့အခါမှာတောင်အောက်ကနေတောင်ပေါ်တက်လာတဲ့အခါမှာဘလို့အခက်ခဲတွေပြဿနာတွေစင်ခေါ်မှုတွေအတားအဆီးတွေအနှောက်အယှက်တွေရှိတယ်လဲဆိုတာကိုကိုယ်တိုင်ပြန်လေးစဉ်းစားပြီးတော့တောင်အောက်ကိုရောက်နေတဲ့လူတွေကိုကြည့်ရမှာဖြစ်ပါတယ်ခါခါကျွန်တော်တို့ဒီကအပေါ်ရောက်နေတဲ့အခါမှာအောက်ကလူတွေကိုမေ့ရောပေါ်တတ်ပါတယ်။နေကဒါလေးတော့အသုံးမကျဘူးလား။ဒါတော့ခက်ခဲရသလား။ဒါလေးတော့မလုပ်နိုင်ဘူးလားဆိုပြီးတော့စဉ်းစားတတ်ပါတယ်။တကယ်တော့အဲ့ဒီအချိန်မှာကိုစဉ်းစားရမယ့်အရာကကိုတောင်အောက်မှာရှိနေတဲ့အခါမှာဘလို့အခက်ခဲတဲ့စင်ခေါ်မှုတွေပြဿနာတွေအတားအဆီးတွေအနှောက်အယှက်တွေနဲ့ရင်ဆိုင်ခဲ့ရတယ်။ဒီတောင်ပေါ်ကိုဘလို့ရောက်လာပြီလဲဆိုတဲ့ပုံမျိုးကျွန်တော်တို့ကစဉ်းစားတွေးခေါ်ဖို့လိုအပ်တာဖြစ်ပါတယ်။ဆိုတော့ဒီကနေ့ဆက်ဆက်ပြီးတော့ကျွန်တော်လွန်ခဲ့တဲ့2ပတ်လောက်ကကျွန်တော်အတော်တယောက်နဲ့မြို့ကိုကျွန်တော်စေကန်းတော့ပြပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ကျမ်းမာရေးနေမကောင်းတဲ့အတွက်သူကစေကန်းပြတဲ့အခါမှာဆရာဝန်ကသူ့ရဲ့စေကန်းမှာဗာရေးပေးလိုက်ရဆိုတော့တစ်ဆိုပြီးတော့တစ်သုံးလုံးရေးပေးလိုက်တယ်အဲ့တော့တချို့စေကန်းတွေမှာကျတော့သုံးလုံးရေးပေးလိုက်တယ်ဆိုတော့အဲ့တော့တစ်သုံးလုံးဟာဗာလဲဆိုတော့တစ်သုံးလုံးဟာမနေ့တစ်ချိန်နေ့လေတစ်ချိန်ညတစ်ချိန်ဆေးပေါက်ရမယ်ဆိုတဲ့ဘောရအဲ့တော့သုံးဆိုတဲ့အရာကညနေ3 နာရီမှာညနေ3 နာရီမှာဆေးပေါက်ရမယ်ဆိုတဲ့ပုံစံမျိုးသူရေးပေးလိုက်တာဖြစ်တယ်ဆိုတော့ကျွန်တော်အဲ့ဒါကိုကျွန်တော်အတော်ပြန်မေးတာတော့ဒီဆေးကဘယ်လိုလဲဒီတစ်သုံးလုံးကဘာလဲသုံးလုံးကဘာလဲလို့မေးလိုက်တဲ့ခါမှာသူကမသိဘူးအဲ့တော့ကျွန်တော်ကဆေးကကိုသွားပြီးပြန်သွားရတယ်ဆရာဒီတစ်သုံးလုံးဆိုတာဘာကိုပြောရလဲတစ်သုံးလုံးဆိုတာကတော့မနေ့တစ်ချိန်နေ့လေတစ်ချိန်ညနေတစ်ချိန်ဆေးပေါက်ရမှာပါလေဆိုတော့သုံးလုံးကဘာရေးထားလဲဆိုတော့ညနေ3 နာရီမှာဆေးပေါက်ရမှာလို့ပြောပါတယ်အဲ့တော့ကျွန်တော်အဲ့ဒီဆရာကိုပြောလိုက်တယ်ဆရာဒါအဖိုးကြီးတွေဖြစ်တယ်သူတို့တွေကခင်မမီဘူးတကယ်ဒါ University ကျောင်းသားတွေကိုပဲဒီလိုမျိုးလောက်တာပိုကောင်းမယ်ဆိုပြီးကျွန်တော်သူဟာတက်လေးပြောတာကြီးရပါတော့ဆိုတော့ဒါတွေကဘာလဲဆိုတော့ကိုဟာ level တစ်ခုကိုရောက်လာတဲ့အခါမှာကိုယ့်ရဲ့တောင်အောက်ကလူတွေကဘလို့တောင်ပေါ်ကိုတက်လာရတယ်လဲလို့စဉ်းစားတဲ့အခါမှာကိုဘလို့ဖြတ်ကျော်ခဲ့ရတယ်လဲဆိုတာကိုတပါးလဲစဉ်းစားဖို့တစ်ခါလဲစဉ်းစားဖို့လိုအပ်ပါတယ်အလားတူပဲဆရာဝန်ကြီးတယောက်ဖြစ်သွားတဲ့အခါမှာကိုက level ပေါင်းများစွာကိုကျော်ဖြတ်ခဲ့ပဲတကယ်ကို % ရောက်သွားပြီဖြစ်ပါတယ်အဲ့ဒီအချိန်ခါမှာကိုကတောင်အောက်မှာရှိနေတဲ့လူတွေအလားကြည့်ဖို့လိုအပ်ပါတယ်ဆိုတော့အလားတူပါပဲကျွန်တော်တို့ sales and marketing department တစ်ခုမှာကိုကအရန်ကို pro ဆန်တဲ့အရန်ကို expert ဖြစ်နေတဲ့လူတစ်ယောက်ဆိုတာလို့အဲ့တော့ sales and marketing department မှာတခြားလုပ်နေတဲ့ဝန်ထမ်းတွေကသူတို့ရဲ့နယ်ပယ်မှာအခက်ခဲတဲ့ပြဿနာတွေစင်ခေါ်မှုတွေအတားအဆီးတွေနှောက်ယှက်တွေရှိနေတယ်ဆိုတော့ဒါတဘာဝပဲဆိုတော့လူကြီးများနဲ့လက်ခံဖို့လိုအပ်ပါတယ်ဘာလဲဆိုတော့ကိုလည်းအဲ့ဒီနေရာမှာရှိနေတဲ့အခိုက်အတန့်မှာအဲ့လိုပုံစံမျိုးပဲရင်ဆိုင်ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးသတ်ရမယ်ဆိုရင်ဆိုတော့ J Fire ရဲ့တခြင်းလေးရလို့ပဲတောင်ပေါ်ကိုရောက်တဲ့အခါမှာတောင်အောက်ကလူကိုပြန်ကြည့်ပါအဲ့တော့တောင်ပေါ်ကိုရောက်နေတဲ့အခါမှာကိုကတောင်အောက်မှာရောက်နေတဲ့အခိုက်အတန့်မှာဘလို့ဖြတ်ကျော်ခဲ့ရတယ်လဲဆိုတာတွေကိုတစ်ဖန်ပြန်လည်စဉ်းစားပြီးတော့တောင်အောက်ကလူတွေကိုပြန်ကြည့်ပါလို့ပြောကြရင်ကျွန်တော်အဆုံးသတ်လိုက်ရပါတယ်